ကမ္ဘာ့ဖလားအဖွဲ့မှာ Ronaldo ပြန်လာမယ်အားလုံးပဲမင်္ဂလာပါများဆွဲ online ပတင်စာပေကနေပြီးတော့ပြန်လည်ကြိုလိုက်ပါရင်ခရစ္စတီယာနို ရိုနယ်ဒိုလိုကမ္ဘာ့ခြေတဲ့ကစားမကြီးဟာသူ့ရဲ့လွှမ်းမိုးမှုနဲ့ပုံရိပ်ကြောင့်ပွဲလေတင်တဲ့ကစားမကြီးဖြစ်ပါတယ်မကြသေးခင်ကမှ Ronaldo ကိုအမေရိကန်သမ္မတအင်ဗျူတော်ကတော့မှညသာစားပွဲဖိရင်နဲ့ရွှေသောလက်ဆောင်ချင်းမြင်ထားတာပါဒါကြောင့်စိန်ရွပါရင်ပွဲမစီဆိုတဲ့အတိုင်း Ronaldo မပါတဲ့ကမ္ဘာ့ဖလားအဖွဲ့ကလည်းအထိပ္ပယ်ရှိမှာမဟုတ်ပါဘူး Ronaldo ကပြီးခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာအိုင်လန်အသင်းကို2-0နဲ့ရှုံးနေခဲ့တော့ကပြန်မဲ့ကစားသမားကို1000နဲ့ထောင်းပေးခဲ့တာကြောင့်ဒိုင်းအနီကနဲ့ထုတ်ပယ်ခံလိုက်ရပါတယ်ဒီကနေအာမေးနီးယားကို9-9နဲ့နိုင်ရခဲ့တဲ့ပွဲမှာ Ronaldo ပွဲပယ်ခံလိုက်ရပါတယ် Ronaldo ရဲ့အနီကကိုပေါ်တူဂီဘောလုံးဖွဲ့ချုပ်ကယူကန်ဝင်ခဲ့ပြီးကမ္ဘာ့ဖလားဖွင့်ပွဲစဉ်တွေမှာပွဲပယ်မခံရရေးကိုစ조사ခဲ့ပါတယ်ဒါကို FIFA ဘက်ကပြန်လည်စစ်ဆေးသုံးသပ်ပေးတဲ့နောက် Ronaldo ကပြင်းထန်စီးမြင်ချိုးပေါက်မှုကိုမကျူးလွန်ခဲ့ဘူးလို့ဆုံးဖြတ်လိုက်တဲ့အတွက်တပွဲပယ်ပြစ်ဒဏ်ဖြင့်ပြောင်းလဲပေးလိုက်ပြီးပေါ်တူဂီယူကန်အောင်မြင်ခဲ့ပါတယ်ဒါကြောင့်40ကျော်စေကြီးဟာပေါ်တူဂီကိုကမ္ဘာ့ဖလားဖွင့်ပွဲစဉ်ကလေးကပြန်လည်ဦးဆောင်ပြီးနောက်ဆုံးကမ္ဘာ့ဖလားကိုပါဝင်ဆင်နွှဲခွင့်ရရှိသွားပါတယ်Ronaldo ဟာဒီအသက်အရွယ်မှာတော့လူငယ်လေးတွေလိုက်လုပ်ဖို့ခက်ခဲတဲ့စွမ်းဆောင်ရည်မျိုးကိုပြသနေပါတယ်Ronaldo ကဒီတစ်ပတ်ကစားခဲ့တဲ့အခါလီနဲ့ Saudi Pro League ပွဲစဉ်မှာလှပတဲ့နောက်ပြန်ကန်ချက်နဲ့လမ်းစားကိုသွင်းယူရင်အသင်းကို4-9နဲ့နိုင်ရရှိစေခဲ့ပါတယ်ဒါ Ronaldo ရဲ့954ဂိုးမြောက်သွင်းကိုဖြစ်ပြီးစိတ်ကြီးကအသက်ကြီးပေမဲ့ PSC သေးချောင်းတက်တွေပြနေခဲ့ပါတယ်Ronaldo ရဲ့ NSR အမှတ်ပေးပြိုင်ပွဲမှာ9ပွဲကစား9ပွဲလုံးကိုနိုင်ရရှိပြီးတရားနိုင်နိုင်ပွဲနဲ့လိကိုဦးဆောင်နေပါတယ်Ronaldo ကဒီရာသီမှာကလန်အသင်းကိုချန်ပီယံဖြစ်အောင်ဦးဆောင်ပြီးနေရာဒီကျရင်ကမ္ဘာ့ဖလားအောင်မြင်မှုနဲ့အတူခန်းထားတဲ့ကစားမဘွားကိုပေးသိမ်းနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်